င်္ဂလာပါရှင် SMA Branded Shop ကနေကြိုဆိုပါရရှင် Branded shirt လေးတွေ jacket လေးတွေ hoodie လေးဒီမှာဆိုရင်ဖြစ် MOB ကထွက်ရှိထားတဲ့ LA နောက်ဆုံးပေါ်အင်ဂျီလေးရှိပါရှင်ဒီလိုဂျင်မောက်ပြီးပြီဆိုရင်တော့ဘန်ကောက်မှာပဲရတဲ့ဂျင်မောက်ပြီးပဲဖြစ်ပါရှင်ဒါပေမဲ့တက်ချလိုက်တဲ့မျိုးလုံးမှာဒီဆိုင်တစ်ခုထဲမှာပဲဒီလိုမျိုးဂျင်းစိတ်ရှိပါရှင်ဒါရရဆိုင်မှာရတဲ့ဖက်လက်လေးပေါ့နော်မင်္ဂလာပါအရှိတန်လွင်မီဒီယာကနေတင်ဆက်ပေးနေတဲ့ထူးထူးခြားခြား2026ကမ္ဘာဖလားအစီအစဉ်ကနေပြန်လည်ကြိုဆိုပါရစေအခုစီစဉ်မှာတော့ဒီ2026ကမ္ဘာဖလားပြိုင်ပွဲရဲ့ quarter final ပွဲစဉ်တွေအကြောင်းကိုအဓိကသုံးသပ်သွားမှာဖြစ်ပါတယ်ကျွန်တော်ကတော့စိုးညီပါကျွန်တော်နဲ့အတူဒီစီစဉ်ကိုပူပေါင်းတင်ဆက်ပေးမှာကတော့ကိုကောင်းသေးဖြစ်ပါတယ်ညီလေးကောင်းသေးမင်္ဂလာပါမင်္ဂလာပါဆရာကိုတို့လည်းဒီအရှိတန်လွင်မီဒီယာရဲ့ထူးထူးခြားခြား2026ကမ္ဘာဖလားအစီအစဉ်ကိုပွဲစတွေကနေစလာဟုတ်ကဲ့အခုဆိုရင် quarter final အဆင့်ရောက်လာပြီ48သင်းကနေ8သင်းပဲကျန်တော့တဲ့အနေအထားဖြစ်လာပြီအဲ့တော့ဒီနေ့အစီအစဉ်မှာတော့ဒီ quarter ပွဲတွေနဲ့ပတ်သက်ပြီးပဲညီလေးကိုအဓိကမေးခြင်းတယ်ပထမဆုံးအနေနဲ့ပြင်သစ်နဲ့မော်ရိုကိုပေါ့နော်ဒါသူတို့ရဲ့ဒီနောက်ခံသမိုင်းကြောင်းလေးတွေရဲ့လက်ရှိခြေစွမ်းတွေရဲ့ရောက်စိတ်ဝင်စားစရာအကောင်းဆုံးတွဲဆိုင်လို့ကိုကတော့ထင်တယ်ဟုတ်ကဲ့အဲ့ပွဲစဉ်အပေါ်ညီလေးရဲ့အမြင်အကြမ်းမြင်လေးအရင်ပြောပြပါဟုတ်ကဲ့အဓိကတော့မော်ရိုကိုရဲ့ကစားသမားတွေဒါစပိန်မှာမွေးကြတယ်ပြင်သစ်မှာမွေးကြတဲ့ကစားသမားတွေလည်းအများကြီးပေါ့နော်ဆိုတော့ဒါအခုပြင်သစ်နဲ့လာတွေ့မဲ့အနေအထားမျိုးခြေစွမ်းအရာလည်းအရင်ပြင်သစ်ကတာတယ်ဆိုရင်ပဲအရင် gap အကြီးကွာနေတဲ့အနေအထားမျိုးမဟုတ်ဘူးလို့လည်းကျွန်တော်ယူဆရတယ်ပေါ့နော်ဆိုတော့လက်ရှိအချိန်မှာပြင်သစ်ကချန်ပီယံဖြစ်ဖို့ရေပန်းအစားဆုံးအသင်းဆိုသည့်တိုင်ပေါ့လေမော်ရိုကိုကလည်းသူတို့နောက်တစ်ချိန်စီးဖိုင်နယ်ကိုရောက်ဖို့ဆိုရင်တော့ဒါပြီးခဲ့တဲ့2022မှာတော့လည်းသူတို့ရောက်ခဲ့တယ်နောက်ချိန်ထပ်ရောက်ဖို့ဆိုရင်တော့ပို့ပြီးတော့ခက်ခဲတဲ့ပြိုင်ပွဲနဲ့ရင်ဆိုင်ရမယ့်အနေအထားမျိုးလို့ကျွန်တော်ထင်ပါတယ်အရှိမသူတို့ကနေဒါကိုနိုင်ခဲ့တာကရလက်က C3 ဒါပေမဲ့တကယ်ပွဲတွဲမှာကတော်တော်လေးရုန်းကန်ခဲ့ရတဲ့အနေအထားအထူးသဖြင့်ဒါကနေဒါပေးတဲ့ဖီယာတွေကိုသူတို့ပထမပိုင်းမှာဆိုအချိန်ကောင်းစောင့်နေတဲ့အသင်းနဲ့မတူဘဲနဲ့တကယ်ကိုအလူးလဲခံခဲ့ရတဲ့အနေအထားပေါ့နော်ပွဲစား7မိနစ်လောက်မှာပဲဒီပြိုင်ပွဲရဲ့တိုက်ဆက်မှု2ယောက်ပေါ့လေဒီဂျော်ဒန်ဒေးဗစ်ရတစ်ချိန်နောက်ပဲအိုလီဝါစီလာဒီကစားသမားလည်းတစ်ချိန်အပိုင်ခွင့်ရေး2ချိန်လောက်ပေးပြီးသွားပြီဆိုတဲ့အနေအထားမျိုးအခွင့်ရေးသုံးချနိုင်တဲ့အနေနဲ့ကိုသူတို့တက်လာတယ်ပေါ့နော်ကနေဒါဂိုးမရခဲ့လို့နော်ကနေဒါဂိုးမရခဲ့ကနေဒါစောစီဂိုးရခဲ့ရင်ပွဲရဒီလောက်လဲပြတ်ချင်မှပြတ်သွားမယ့်အနေအထားမျိုးလို့ကျွန်တော်ထင်တယ်ပြီးတော့သူတို့ပြန်ပေါက်တဲ့ကောင်းတာခွင့်ရေးတွေမှာပို့ပြီးတော့ဒီ decisive moment တွေမှာပို့ပြီးတည်သက်ခဲ့တယ်တက်ရက်ခဲ့တယ်ဒါကြောင့်ဒီရလက်ကတော့ 3C ဖြစ်ခဲ့ပေမဲ့သူတို့ပထမပိုင်းမှာအနေထားကသူတို့ခြေစွမ်းအားလာလေးတွေတွေ့ရတန်တရားလေးဝင်စေတယ်ပေါ့လေဟုတ်ဒါပေမဲ့သူတို့အနေနဲ့ဒီကနေဒါအင်ရှင်လည်းဖြစ်နေတယ်တော်တော်လေးပြင်ဆင်မှုအားကောင်းပါတယ်ကနေဒါလူအသင်းကိုဘာပြော result ရတော့ကိုပြတ်သွားတယ်အဲ့ဒီရှေ့မှာဆိုလည်းသူတို့နယ်သာလန်နဲ့တွေ့တယ်နယ်သာလန်ကလည်းအသင်းကြီးထဲမှာပါတယ်နယ်သာလန်ကိုလည်းသူတို့ကြော်ဖြတ်နိုင်ခဲ့တယ်ပေါ့နော်ဒါပက်နယ်တီဆုံးဖြတ်နေဆိုမှအဲ့တော့ဒီမော်ရိုကိုကပြီးခဲ့တဲ့ကမ္ဘာဖလားပြိုင်ပွဲတုန်းကလို့စီမီရောက်မရောက်ဆိုတာတော့ဒီပွဲစဉ်ပြီးမှပဲသိမယ်သို့တော့သူတို့ကစားနေတဲ့ performance ကတော့သူတို့လုံးတင်တဲ့လောက်တော့လုံးကြနေတယ်လို့ကိုကထင်တယ်တစ်ခါကြည့်ရင်လည်းပြင်သစ်ပေါ့ပြင်သစ်ကပြီးခဲ့တဲ့ကမ္ဘာဖလား2ချိန်ဆက်လုံးသူတို့ဘလူးပဲတက်ထားတယ်2018ကော2022ကောဟုတ်ကဲ့ဒီနှစ်ဆို3ချိန်ဆက်ကမ္ဘာဖလား final ကိုရောက်မလားပေါ့နော်ရောက်ဖို့ဆိုတော့ဒီမော်ရိုကိုကြော်ဖြတ်ဖို့တော့လိုတယ်ဒါကဘယ်အောင်သွားတတိယလေလဲဆိုဒီရိုနယ်ဒိုတို့ဒင်ညိုတို့ခစ်ကဘရာဇီးပေါ့94 98 2002ကမ္ဘာဖလား3နှစ်ဆက်ဘိုလီပွဲရောက်ခဲ့တဲ့ဘရာဇီးပေါ့အဲ့ဒီအနေအထားမျိုးပြင်သစ်ရောက်လာမလားဆိုတဲ့ဟာလေးကိုဒီပွဲရတဲ့အဖြေထုတ်ပေးမယ်လို့ကိုကတော့ထင်တယ်ဟုတ်ကဲ့ညီလေးကပြောသွားသလိုပါပဲပြင်သစ်ကတော့ဒါက favorite တဲ့သို့တော့မော်ရိုကိုမှာလည်းပြင်သစ်ကိုဒုက္ခပေးနိုင်လောက်တဲ့အနေအထားအချို့ရှိတယ်လို့တော့မြင်တယ်အဲ့တော့ကိုသိကျင်တာကပြင်သစ်အသင်းကမော်ရိုကိုတက်ဘလို့အပိုင်းနေမှာကိုအားကောင်းနေတာလဲမော်ရိုကိုကရောပြင်သစ်အသင်းရဲ့ဘလို့အားနည်းချက်တွေကိုအသုံးချပြီးသူတို့အတွက်အခွင့်အရေးတစ်ခုဖန်တီးနိုင်တယ်ဟုတ်ကဲ့ဆရာပြင်သစ်ကပြီးခဲ့တဲ့2018ကမ္ဘာဖလားချန်ပီယံဖြစ်တယ်ပေါ့နော်ဒါကန်တေတို့ဘောဘာတို့ပြီးတော့ Griezmann တို့ပြီးတော့သူတိုက်ဆက်က အမ်ဘာပေပေါ့လေပထမဆုံးချိန်ဝင်ကစားငယ်လေးနဲ့ကမ္ဘာဖလားယူလိုက်တယ်အဲ့အသင်းထက်ကောပြီးခဲ့တဲ့2022ဘိုလ်ပွဲရောက်တဲ့ပြင်သစ်အသင်းထက်ကောဒီပြင်သစ်ကိုကျွန်တော်ပို့ပြီးတော့အားကောင်းတယ်လို့တော့မြင်တယ်ပေါ့နော်အဓိကအပေါ့ပါမဟုတ်ဘူးကန်တေမဟုတ်ဘူးဒါပေမဲ့ကွင်းလယ်ပိုင်းမှာဒါကိုနီးပဲကစားရာဘီယိုပဲကစားနောက်ပြီးချူအာမန်ဒီပဲကစား
နော်ဒီပေါ်ဘာတို့ကန်တီတို့အကောင်းဆုံးအရွယ်ကနော်အကောင်းဆုံးအချိန်ကခြေစွမ်းနဲ့ဒီကွင်းလည်ထိန်းချောင်းမှုကိုတော့မြင်ရမှာမဟုတ်ဘူးဒါပေမဲ့မတူတာကသူတို့မှာတိုက်စစ်ပိုင်းမှာအရင်တော့လို့ Grassman တယောက်တည်းအားကိုးနေရတာမျိုးဒီ Oliver Giroud ကိုအားကိုးနေရတာမျိုးမဟုတ်တော့ဘဲနဲ့တိုက်စစ်မှာအားကိုးစရာအများကြီးပဲဆိုတော့ပြင်သစ်ကိုကျွန်တော်တို့ချန်ပီယံဖြစ်ဖို့တက်ပေးတာကတသိန်းလုံးပြန်မျှချီအနေနဲ့ကောင်းနေလို့မဟုတ်ပဲသူတို့တိုက်စစ်ကြီးကအလွန်အကျွံကြီးပေါ့နော်အကျွံကြီးကိုအရန်ကောင်းနေတယ် စုပွဲမှုအရန်ကောင်းနေတယ်ဒါနော်အချိန်တိုင်းဘယ်လောက်ပဲပိတ်ပြင်သစ်ကဂိုးပြတ်မလားမပြတ်မလားတကိုးတော့ရသွားမှာပဲဆိုတဲ့အနေထားပဲပြီးတော့ဒီတိုက်စစ်၄ယောက်လုံးကလည်းတူးချင်းဒီနီးစနစ်ပိုင်းအရေးသွေးရလည်းအရန်မြင့်တဲ့အခါမျိုးမှာသူတို့ဖောင်းနေယူတတ်တယ်နောက်ဆုံးပနယ်တီတွေရှာတတ်တယ်ဆိုတဲ့အနေထားမျိုးတွေလည်းရှိတယ်အဲဆိုတော့ပြင်သစ်ကိုအဲ့ဘိုင်းတွေအားတာတယ်လို့ထင်တယ်ဒါပြင်သစ်ရဲ့အားနည်းချက်ဆိုခန်းဆက်ပိုင်းကိုတော့ကျွန်တော်စိတ်မချဘူးပေါ့နော်ခန်းဆက်ပိုင်းမှာစိတ်မချဘူးဆိုတာကဒီနီးပြွားပိုင်းကြီးကကျွတ်ထွက်သွားတဲ့အလုံးတွေရှိတယ်ဒါပေမဲ့တူးချင်းစာလီဘအရန်ကောင်းလို့ဖျက်ထုတ်လိုက်တဲ့အနေထားမျိုးတွေလည်းတွေ့တယ်ဆိုတော့အဲ့လိုဖျက်မထုတ်နိုင်တဲ့နေ့တွေရောက်လာအောင်မယ်လို့တော့လေတန်တရားကဝင်နေတဲ့အနေထားပေါ့မော်ရိုကိုရဲ့အာသာချက်ကောအဲ့ဒါပေါ့အဲ့ transaction ပေါ့ဆရာလည်းဒါကြည့်လိုက်ရမှာပဲကနေဒါနဲ့ပွဲမှာဆိုသူတို့အခွင့်အရေးများများစစားကြီးရနေတာမှမဟုတ်တာဒီကြားထဲဒီသူတို့ရဲ့ဒီအုပ်စုပွဲစဉ်၃ပွဲလုံးမှာ3ဂိုးသွင်းထားတဲ့စိုင်ဘာရီက17မိနစ်ထဲကဒဏ်ရာရသွားသေးတယ်အဲဆိုတော့အဲ့လို transaction အနေထားမျိုးတွေမှာဒါ Brahim Diaz တို့ပြီးတော့ကွင်းလယ်ကအိန္ဒိယဂိုးသွင်းတဲ့ဒီ Unahi တို့တော်တော်လေးကိုခြေစွမ်းပြနေပြီးတော့တော်တော်တက်ရက်တယ်လို့လည်းပြောလို့ရတယ်အဖွင့်ဂိုးဆိုလည်းဆရာကသူတို့ပြစ်ဒဏ်ပေါ်ရတယ်ပေါ့နော်ညာချင်းပြစ်ဒဏ်ပေါ်လာဒါကိုဒါတိုက်မမပဲနဲ့အလဲကိုထပ်ပေးပြီးကန်သွားတဲ့အနေအထားမျိုးတွေပေါ့နော်ဆိုတော့အဲ့ဝရိုကိုကအဲ့လိုမျိုးတိုက်ဆက်ပိုင်းမှာတည်တတ်တဲ့အခွင့်အရေးတစ်ချိန်ရရင်တစ်ချိန်ဆိုသလိုတည်တတ်တဲ့ဂိုးသွင်းအဆုံးသက်သေးချာတဲ့ကစားသမားတွေလည်းရှိတယ်အထူးသဖြင့်သူတို့ရတဲ့အခွင့်အရေးတွေကအဲ့လို transition attack ပို့ပြီးတော့စမ်းတဲ့အနေအထားမျိုးပေါ့နော်ဒါပြင်သစ်ကိုကောင်းကောင်းကြီးစမ်းသပ်မဲ့အရာလို့တော့မြင်တယ်တစ်ဖက်မှာမော်ရိုကိုရဲ့ခံစစ်ပိုင်းစိတ်ချလာဆိုတော့ကျွန်တော်စိတ်မချဘူးကနေဒါကိုလည်းသူတို့ဂိုးတော့မပေးခဲ့ရပါဘူးဒါပေမဲ့အဲ့ဒါကသူတို့ကောင်းလို့ဆိုတာတဲ့အခွင့်အရေးတွေတော့ပေးရတယ်ဒါပြိုင်ဘက်တိုက်စစ်ကစားသမားတွေနည်းနည်းလေးလောက်ကွက်နည်းနည်းလေးမလောက်တတ်မကင်တတ်ပေါ့ဆရာပြောရရင်အဲ့လိုအနေထားမျိုးလေးရှိခဲ့လို့သာဂုံးမပေးရတာအဲဆိုတော့သူတို့ခံဆက်မှာဆိုရင်လည်းဒါနိုင်ရအကလို့တော့ပြီးခဲ့တဲ့ Afcon မှာသူတို့တောက်လျှောက်ခြေစွမ်းပြထားတဲ့ကစားသမားဒါမာဆေးကစားသမားပေါ့နော်သူလည်းမပါဘူးဆိုတဲ့အနေအထားမျိုးပြင်သစ်တိုက်ဆက်ကိုခုခံနိုင်မလားပြင်သစ်ကရောသူတို့ရဲ့တိုက်ဆက်ဆင်နေတဲ့အချိန်မှာဒီကောင်နာတွေပြန်မပေါက်အောင်တိုက်ဆက်ကိုရဲတင်ရဲပါမလားဒီဘိုင်းတွေပြန်ချိန်ထိုးကြည့်ရတာပေါ့နော်ဆိုတော့ပြင်သစ်လွယ်တော့မလွယ်ဘူးဒါပေမဲ့အချိန်တိုင်းရင်ဒီ weight နဲ့ပေါ့လေ weight နဲ့ကောတူးချင်းသေသက်နေတာတွေကောပြင်သစ်ပဲနောက်ဆက်တက်သွားလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ဆရာနောက်တစ်ဆင့်တက်သွားတာတော့ဟုတ်ပြီအဲ့တော့ဒီပွဲစဉ်ကဥမာအချိန်မိုးတွေ penalty တွေရောရောက်နိုင်လားရောက်သွားနိုင်ပါတယ်ဆရာဘာလို့လဲဆိုတော့ဒီဘာလို့လဲဆိုတော့ပြင်သစ်ကနောက်ဆုံးပွဲမှာဆိုရင်ပါရာဂွေးကိုဒီ1စီးနဲ့ကနည်းနည်းလေးရုန်းကန်ရတဲ့အနေအထားလေးတွေတွေ့ရတယ်ပြင်သစ်မှာဒီတိုက်စစ်အားကောင်းနေဆိုပေမဲ့လည်းဒီ solid defense ကိုသူတို့ထိုးပေါက်တဲ့နေရာမှာခက်ခဲတာမျိုးရှိတယ်ဟိုဒီပွဲကဒီလေခုနပြောသလိုချိန်မိုးတွေ penalty တွေဖြစ်ကောင်းဖြစ်သွားနိုင်တယ်ပြင်သစ်အတွက်အခက်ခဲတွေ့နိုင်တယ်ပွဲစဉ်လိုပွဲဖြစ်လာနိုင်တယ်ပေါ့နော်လွယ်တောင်းစင်တက်မယ်ဆိုတော့အရင်လွယ်ကူကူကြီးတက်သွားမယ်ပွဲမဟုတ်ဘူးလို့ကျွန်တော်ယူဆတာပေါ့လေဒါကတော့ကျွန်တော်အမြင်သီးသန့်ပါပါကောင်းလဲမှားမှာပေါ့နော်ဟုတ်အဲ့ဒါကိုတို့ဒီနောက်ထပ် quarter final ပွဲစဉ်တစ်ပွဲသွားကြရအောင်နောက်တစ်ပွဲကဒီစပိန်နဲ့ဘယ်လ်ဂျီယံဒီဥရောပရဲ့ဒီ ARG အသင်းနှစ်သင်းတွေ့ကြတယ်နှစ်သင်းလုံးမှာလည်းစိတ်ဝင်စားကြ background တွေရှိတယ်ဒီစပိန်ဆိုလည်းကိုတို့ဒီ2010ကမ္ဘာ့ဖလားချန်ပီယံဖြစ်သွားပြီးတဲ့နောက်ပိုင်းအောင်မြင်မှုနဲ့ဝေးလာတယ်တချို့ချိန်တွေမှာဆိုတို့ဒီ group stage ကနေထွက်လာရတာမျိုးရှိတယ်ပြီးခဲ့တဲ့ပြိုင်ပွဲနှစ်ချိန်မှာ16သင်းအဆင့်မှာနေသူတို့ထွက်လာရတယ်နှစ်ချိန်လုံးကိုမှတ်မိတာဆိုရင်နောက်ဆုံးနှစ်ချိန်သူတို့ penalty အဆုံးဖြတ်တွေနဲ့ထင်တယ်ဟုတ်ကဲ့ဟိုရုရှားကိုတစ်ချိန်ရှုံးတယ်ဟုတ်ကဲ့နောက်တစ်ခါအခုဒီ16သင်းမှာကွာတာတက်လာမော်ရိုကိုပြီးခဲ့တဲ့ပွဲတော့ penalty နဲ့ပဲရှုံးတယ်အခုဘယ်လ်ဂျီယံနဲ့စပိန်သွားလဲဒါအကြောင်းသိခြင်းလို့လည်းပြောလို့ရတယ်ဥရောပအခြေဆိုင်ဒါသမားအဲ့ဒီပွဲမှာရောညီလေးနေတဲ့ဘယ်သင်းကိုပို့ကြိုက်လဲဘာကြောင်းလဲဟုတ်ကဲ့ခုနဒီချန်ပီယံဖြစ်ဖို့ favor ပေးထားတဲ့အသင်းဆိုတာကဒီအများ favor ပေးတဲ့အသင်းကိုဆိုတော့ကျွန်တော်ပြင်သစ်ပေါ့ကျွန်တော်ယင်တွေကကျွန်တော်အကြိုက်ဆုံးသင်းကတော့ကျွန်တော်စပိန်ပြင်သစ်ဆိုကျွန်တော်ခုနကကျွန်တော်မယုံတဲ့အပိုင်းလေးတွေရှိတယ်စပိန်မှာကြတော့အဲ့လိုမျိုးအကုန်လုံးကတိုက်စစ်ကြီးကပြင်သစ်လောက်ကြီးကောင်းနေတာမျိုးအကျွန်းကြီးမဟုတ်ဘူးဟို average တက်နည်းနည်းပုံမြင့်ဂျုံလောက်ပဲပေါ့နော်ယမားတို့ပါနေလို့ဒါတောင်ယမားကိုယ်တိုင်ဒီပြိုင်ပွဲမှာဆိုဂိုးအများကြီးတွင်းထားတဲ့ကစားသမားမဟုတ်အစစ်အများကြီးလှုပ်ထားတဲ့ကစားသမားမဟုတ်ဘူးတချို့ဥရုဂွေးနဲ့ပွဲတို့ဒီပေါ်တူဂီနဲ့နေ့မှာနူနိုမန်တက်မထွက်ခင်အခြေအနေကြည့်ဆိုရင်လူသားဒဏ်ရာရသွားတာပေါ့နော်သူမထွက်ခင်အခြေအနေဒီဆိုသူ့ကိုကောင်းကောင်းထိန်းချုပ်ဒီမန်တက်ဆက်ထိန်းချုပ်မှုအောက်မှာရှိနေတာပေါ့ဆိုတော့တိုက်စစ်ကအရင်မကောင်းဘူးဒါပေမဲ့ကွင်းလယ်တိုင်းကအားကောင်းတယ်ဆိုတာကလုံးဝ key pass တွေ direct ထိုးနှက်ပေးနေတာမျိုးဒီ United က Bruno Fernandes လို့ပုံစံမျိုးလည်းမဟုတ်ဘူးကောင်းတာပြီးပြိုင်ဘက်ကိုထိန်းချုပ်ထားတယ်ဆိုတဲ့ပုံစံမျိုးခက်စစ်တန်းကလည်းအဲ့လိုအခုန transition attack တွေပါဆိုဟိုပြင်သစ်နဲ့ပွဲတော့ဘယ်လိုလာမလဲမသိဘူးအရှိမတော့ပြင်သစ်လောက်ကောင်းတဲ့တိုက်စစ်အစုဖွဲ့တော့မဟုတ်ဘူးဒါပေမဲ့သူတို့နီးဗျူဟာနဲ့ highlight defense ကစားပြီးတော့ပြိုင်ဘက်တွေကိုလူကြုံထောင်ချောက်ဖမ်းကစားပြီးတော့သူတို့ဒီလိုနီးနဲ့ဖြတ်ကျော်ခဲ့တဲ့အသင်းပေါ့လေပေးကိုလည်းအခုချိန်ဒီကိုမှမရှိသေးတဲ့အသင်း